အဲ့ဒီမှာ print ထုတ်လိုက်တဲ့အခါမှာခေါင်းစဉ်ကိုစာမျက်နှာထဲမှာပါအောင်ဘယ်လိုလုပ်ရလဲဆိုတော့ပြပြမယ်ပုံမှန်တိုင်းဆိုရင်ကျွန်တော်တို့ print ထုတ်လိုက်လို့ရှိရင်ဒီခေါင်းစဉ်ကပထမစာမျက်နှာမှာပဲပါပြီးတော့ဒုတိယစာမျက်နှာတတိယစာမျက်နှာတွေမှာခေါင်းစဉ်တွေမပါတတ်ဘူးအဲ့လိုမျိုးပါခြင်းနဲ့ဆိုလို့ရှိရင်ဒီတော့ page layout ကိုသွား page layout ထဲမှာဒီ print title ဆိုတာရှိတယ်ဒီ print title လေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ဒီမှာ row to repeat at top ဆိုတဲ့နေရာမှာဆက်လက်ပေးပြီးတော့ကိုပါတည်ခြင်းနဲ့ဒီ row နှစ်ခုကိုမျိုးဆက်လက်ပေးလိုက်ဆက်လက်ပေးလိုက်ရင်ဒီမှာဒေါ်လာစာရင်းနဲ့1 2ဆိုပြီးရောပါတယ်မဒါ row 1 row 2ကိုပြောတာအဲ့လိုမျိုးရလာပြီဆိုရင် okay နှိပ်လိုက်ပါဒါဆိုပြီးသွားပြီဒါဆိုရင်ကျွန်တော်တို့ print ကိုစမ်းထုတ်လိုက်မယ်ဒီမှာစာမျက်နှာ1မှာ yes well နဲ့ဒီခေါင်းစဉ်နဲ့ပါတယ်ဒါစာမျက်နှာ2ကိုသွားကြည့်မယ်စာမျက်နှာ2မှာလည်းဒီမှာခေါင်းစဉ်နဲ့ yes well ဒီအလိုလျောက်ပါလာလိမ့်မယ်စမ်းကြည့်ကြပါ